ကစမီဘုနှစ်ဖိုးရှိလို့ဒါပဲနော်ဒီမှာဖိုးဟိုမှာတိုးဒါကပစုံခေါင်းနဲ့ပြုတ်ထားတဲ့အရေးနော်ရန်ဒီစပတ်လေးတွေကိုဖယ်လိုက်မယ်ရန်ရှုပ်သွားမှာဆိုရတာရေဝင်ထွက်သွားပြီဆိုတော့လေတကယ်တော့ပစုံတွေကဖယ်ချင်တာမဖယ်တော့ဘူးနော်ဒီမှာတို့ဒီမှာလေးဒီမှာအသားလေးရှိတယ်တော့ရှောက်ရွက်တေးရောရိုက်နော်အဲဒါကိုအရေးလေးပွက်လာပြီဆိုရင်အသားဟိုကပစုံလိုဟိုကခဏနေထည့်လိုက်တော့မှာနော်တော့ဆိုအုပ်လိုက်အောင်ကနန်းရည်ချက်ပြီးသွားရင်လေးလေးပိတ်လိုက်။ဆန်းနေရော။ရှုံကနန်းကြောက်လေအကောင်သေးတာဆိုတော့လေအသားလေးကနည်းနည်းလေးနေတယ်။အဲ့တော့မြန်ပစုံလေးနဲ့ရောချင်တာနဲ့ပစုံလေးတွေပါရောပြီးပြုတ်လိုက်တာပေါ့နော်။ကနန်းလေးပြုတ်ထားလိုက်ရပြီဆိုတော့မြိုင်းမတွေကိုကနန်းသားလေးကိုနှိပ်ခိုင်းထားတယ်။တကယ်တော့လေမြိုင်းမာတာကလေပစုံဆိုလို့ရှိရင်လည်းထားပါတော့ဘောချိတ်ဆိုရင်ကင်းမွန်ဆိုလည်းအကောင်ကြီးကြီးကိုတစ်ကောင်ချီဘဝဲဆိုလည်းအကောင်ကြီးကြီးကိုတစ်ကောင်အဲ့လိုမှားတာမြိုင်းမကသူစားချင်တာလေးကြည့်ပဲအကုန်ဝဲချလာတာဆိုတော့ဒီနေ့ပင်လယ်စာလေးကနည်းနည်းလေးတော့စုံပြီးများသွားတာပေါ့နော်ကပင်လက်စာရီထည့်ပြီးသွားတဲ့အခါမှာမြန်တော့ချင်ဆက်ဆိုတော့လေညိုသီးစိမ့်ကြိတ်ထားလေးထည့်ပြီးတယ်အရာသားနေနေရတော့မြန်တို့စားလေးတော့ပပလေးလိုက်ကြတယ်ပြီးသွားရင်လေငပီတောင်းလေးထည့်ပြီးတယ်ဒီမှာပင်လက်စာအချင်းရတော့ပြီးမှထည့်မယ်အဆက်ပေါ့နော်ဖုံးလေးအုပ်လိုက်အောင်မယ်တညာလေးရမယ်အချင်းတွက်ကကြတော့မြန်တို့တွေအိုးချခါနေကြမှာတမယာသီးညှစ်ထားလေးထည့်ပေးတာပေါ့နော်ကဲသူတို့တွေကိုနှံ့မှွေပြီးသွားပြီဆိုလို့ရှိရင်တော့ချင်းဆက်ပြဲလန့်နေတဲ့ပင်လယ်စာချင်းဆက်လေးရပြီပေါ့နော်